ဒေါ်လာကိုစက္ကူကျန်းလိုသဘောထားတဲ့ကဘာလက်ယဟန်တပါခမ်းနားတဲ့ကျိုးစိုးဝဲတွေထက်တောကူထဲမှာတရေတောင်းရတာကိုနှစ်သက်တဲ့ဆရာတော်ပိချက်အမေရိကန်တခွင်ငိမ့်ချမ်းရေးခီးစဉ်မှာကြွချီခဲ့တဲ့ဆရာတော်ပိချက်လက်ရှိဘယ်ရောက်နေလဲဆိုတာကိုကျမတို့တွေမကပါဘူးထိုင်းပိတ်သက်တွေပါအသေးအတန်သိချင်နေကြတာဖြစ်ပါတယ်အခုတော့အဖြေကိုသိရပါပြီဆရာတော်ကအမေရိကန်ကနေတီရီလင်ကကုလသမဂ္ဂအဖွဲ့ကြီးရဲ့အခမ်းအနားအဲဒီကမှဗီယက်နမ်အိန္ဒိယနဲ့နီပေါနိုင်ငံအထိလာပေါင်းများစွာကမ္ဘာပတ်ပြီးသာသနာပြုခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့4-5 ရက်ကမှထိုင်းနိုင်ငံကိုပြန်ရောက်တာဖြစ်ပြီးအခုလောလောဆယ်မှာတော့မိသားစုရှိရာတောအုပ်ထဲကဂူကျောင်းလေးတစ်ခုမှာသတင်းသုံးနေတာဖြစ်ပါတယ်ထိုင်းတကာမှတဦးကဆရာတော်ကိုတွားဖူးတဲ့အခါလမ်းကကားတောင်အဆုံးထိမပေါက်လို့တောလမ်းကိုဖျက်လျှောက်ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီကိုရောက်ရှိသွားတဲ့အခါဆရာတော်ကဟာသားညံအပြည့်နဲ့နွန်းနွေးထွေးထွေးကြိုဆိုခဲ့ပြီးတော့အမှတ်တရလက်မှတ်တောင်းတဲ့အခါမှာတော့အားလုံးအားသင့်သွားရပါတယ်အဲ့ထဲစက္ကူမပါလို့ရှာနေတဲ့ထိုင်းတက္ကမကြီးကိုဆရာတော်ကလွယ်ထဲကနေအမေရိကန်$တန်ငွေစက္ကူထုတ်ပေးပြီးလက်မှတ်ထိုးပေးခဲ့တာဖြစ်ပါတယ်။ဒါကပတ်စံကြီးလေးဖျားလို့သူမလျှောက်တဲ့အခါဆရာတော်ကပြုံးပြီးရပါတယ်ဟိုကလူတွေလှူထားတာဖုန်းကြီးအတွက်သုံးစရာမလိုပါဘူးတဲ့။ငွေစက္ကူကိုတာမန်စက္ကူအကျန်းတရွက်လို့သဘောထားတဲ့ဆရာတော်ရဲ့လောဘကင်းပုံကတကယ်ကိုကြည်ညိုစရာကောင်းလာပါတယ်။တခြားကျောင်းတွေလိုခမ်းနားတဲ့ကျိုးစိုးပွဲတွေမလုပ်ဘဲရလာတဲ့အာသောကကျောင်းနိုင်စုကိုလည်းကျောင်းတိုက်စီဒီတိုင်းပဲရိုးရိုးလေးယူသွားမယ်ဆရာတော်ဖြစ်ပါတယ်။မကြာခင်မှာလည်းဝါဆိုဖို့အတွက်နီပေါနိုင်ငံကလန်ဒန်တောင်ပေါ်ကဂူတစ်ခုစီပြန်ကြတော့မှာဖြစ်ပါတယ်။ဆရာတော်တတော်ရကျော်ရှေးပါစီကျောင်းဆုတောင်းရင်းနဲ့ဆရာတော်ကိုကြည်ညိုကြသူဓမ္မမိတ်ဆွေအပေါင်းအားပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးငြိမ်းချမ်းကြပါစေရှင်။